ဧည့်သည်ပါမိတ်ဆွေတင်းကိုတရားထားခဲ့ဝမ်းမနေပါနဲ့တင်သွားမဲ့လမ်းကိုသူမလိုက်ချင်တော့လို့လည်းဖြစ်နိုင်သူသွားမဲ့လမ်းမှာတင်းကိုမခေါ်ချင်တော့လို့လည်းဖြစ်နိုင်ပါတယ်ဘယ်ခီးကမှအစားဆုံးသူသွားမယ်လို့ဘယ်သူမှမတတ်မှတ်ထားပါဘူးဘယ်သူလဲမလဲတင်းအနေနဲ့တော့သွားနေရအောင်ဖြစ်ပါတယ်ငင်ကတော့ကျွန်တော်လည်းတွေ့ခဲ့ဘူးတယ်ပြီးနဲ့အမြင်နေမယ်မင်းနဲ့အမြင်နေမယ်ဒီတငယ်ချင်းတွေဘယ်မှမခွဲဘူးငါချစ်သူနဲ့ငါတက်လုံးတူနေမယ်စားတဲ့အတွေ့ခဲ့ဘူးတယ်တကယ်တော့ကျွန်တော်တို့ကကန်ဆောင်လို့တဏှာရထားပေါ်မှာခဏလာတွေ့တာဘွားတစ်ခုလုံးစားလို့ထင်ခဲ့ကြတာပါကိုရင်ဆင်းရတဲ့အခါသူတို့ကစင်ကိုခေါ်ပြီးမဲ့လေသူတို့မလိုက်နိုင်ကြဘူးသူတို့ရင်ဆင်းတော့အလဲမှာလေကိုအနေနဲ့လည်းမသွားနိုင်ခဲ့ဘူးတွေ့တဲ့အချိန်ခဏလေးမှာကျွန်တော်တို့ချစ်ကြရဲ့တဲုံနေတွေ့ကြတယ်မုန်းကြရဲ့ဆဲကြဆူကြနဲ့အချိန်စီကိုလည်းကိုပြန်ရှောင်းမှာဖြစ်ပါတယ်ဒါကြောင့်တင်းပွားတဲ့လူတည်ဝင်နိုင်သူတို့ပြန်ထွက်သွားမယ့်အချိန်ကိုပဲကြိုတွေးထားပါကိုထားခဲ့ရမယ့်အချိန်ကိုပြင်ဆင်ထားပြီးသူတို့ထားခဲ့ရင်ဘယ်လိုရှင်းတမ်းပြီးကြံနေရမလဲဆိုတာကြိုစဉ်းစားထားပါ